တွေအဖြစ်သတ်မှတ်ခံထားရတဲ့ Black Mamba ပဲဖြစ်ပါတယ်။ဒီမွေဟာမြက်တောင်တစ်ခတ်အတွင်းမှာတော့9ပေလောက်အကွာဝေးကိုရှော့တိုက်သွားနိုင်တဲ့အရေးချင်းရှိပါတယ်။အစိပ်ပြင်းချက်ကလည်း15မိနစ်အတွင်းမှာတင်လူတစ်ယောက်ကိုလက်စဖျောက်ပစ်နိုင်ပါတယ်။ဒါကြောင့်မို့လို့ဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့အာဖရိကရဲ့မြက်ခင်းပြင်တွေနဲ့တစ်တော်တွေရဲ့ထိတ်တန်းမုတ်ဆိုးကြီးတူဖြစ်တဲ့ကြောက်ဖို့အကောင်းဆုံး Black Mamba မွေတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အခုမြင်နေရတဲ့အစိပ်ပြင်း Black Mamba မွေတွေကိုသိပ္ပံနည်းအရ Dendroaphis polyapis လို့ခေါ်ပါတယ်။သူတို့ဟာအာဖရိကတိုက်ရဲ့အရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာရှိတဲ့မြက်ခင်းပြင်တွေတစ်တော်တွေနဲ့ကြောက်ဆောင်တွေကြားမှာအဓိကနေထိုင်ကြပါတယ်။အလျား10ပေကနေ10ပေအထိကြီးထွားနိုင်တာမို့လို့ပုံစံအားဖြင့်လင်းမွေနဲ့ဆင်တူပါတယ်။အချို့အကောင်တွေဆိုရင်14ပေလောက်အထိတောင်မှရှိနိုင်ပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်မှာတန်လွင်စိမ်းရောင်အညိုရောင်သို့မဟုတ်မီးခိုးရောင်ရှိတဲ့ရေကုန်တွေနဲ့ဖုံးလွှမ်းထားပါတယ်။နာမည်က Black Mamba လို့ပေးထားပေမဲ့သူတို့ရဲ့ကိုယ်ခန္ဓာအယောင်ကတော့မမဲပါဘူး။သူတို့ရဲ့နာမည်ဟာပါဇက်အတွင်းသားရဲ့အယောင်ကအနှဲ့ရောင်ဖြစ်နေတာကြောင့်ပေးထားတာပဲဖြစ်ပါတယ်။ Black Mamba တွေကအပင်တွေကြားမှာရောမြေပြင်ပေါ်မှာပါကျွမ်းကျင်စွာနဲ့ရွေ့ရှားသွားလာနိုင်ပြီးတကိုယ်တည်းနေထိုင်တတ်ကြပါတယ်။ကိုယ်ပိုင်နယ်မြေပိုင်နက်ကိုသတ်မှတ်ထားတတ်တဲ့ဉာဏ်ရည်မြင့်မွေမျိုးစိတ်လည်းဖြစ်ပါတယ်။သူတို့ရဲ့အမဲလိုက်တဲ့ပုံကလည်းအရန်ကိုရက်ဆက်ကြမ်းကြုတ်ပြီးပုံမှန်အားဖြင့်ဗိုက်စားတဲ့အချိန်မှသာထားပြီးအမဲလိုက်လေးရှိပါတယ်။အမဲလိုက်တဲ့နေရာမှာတစ်ပင်ခေါင်းပွားတွေမြေအောက်တွင်းတွေဒါမှမဟုတ်ကြောက်ဆောင်တွေကြားမှာပုံအောင်နေတတ်ပြီးတားကောင်ဖြစ်တဲ့ကြွက်ရှင်ငှက်တို့ကိုစိတ်ရှိရှိနဲ့စောင့်ဆိုင်ကြပါတယ်။တားကောင်ဖြစ်သွားပြီဆိုတာနဲ့တပြိုင်နက်ခန္ဓာကိုယ်ရဲ့သုံးပုံတစ်ပုံကိုမြေပြင်ကနေထောင်ပတ်ပြီးခေါင်းကိုမိမိမမမတ်ထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူတို့ရဲ့ပါဇက်အတွင်းသားရဲ့အနှံ့ရောင်ကိုထုတ်ပြပြီးတားကောင်ကို၆လန့်တက်ပါတယ်။တားကောင်ကထွက်ပြေးဖို့ကြိုးစားတဲ့အခါဒါမှမဟုတ်ပြန်တိုက်ခိုက်ဖို့ကြိုးစားတဲ့အခါမျိုးမှာတော့ Black Mamba ဟာအချိန်မဆိုင်ပဲတိုက်ခိုက်ပါတော့တယ်။တစ်ချိန်နဲ့ရွေ့ရှားပြီးတော့အချိန်ချင်းအခါကဇက်တိုက်ကြိုက်တာဟာသူတို့ရဲ့အကျင့်ဖြစ်ပါတယ်။တစ်ခါကြိုက်တိုင်းမှာလည်းသူတို့ရဲ့ကြီးမားတဲ့အစိတ်သွားနှချောင်းဟာတားကောင်ရဲ့အရေးပြားကိုအလွယ်တကူဖောက်ထွင်းဝင်ရောက်ပြီးအစိတ်ကိုသွေးကြောတဲ့အထိပြန့်နှံ့သွားအောင်လို့ထိုးသွင်းပေးလိုက်ပါတယ်။ Black Mamba ရဲ့အစိတ်ဟာအလွန်ပြင်းထန်ပြီးညူရိုတောက်ဆင်လို့ခေါ်တဲ့အာယုံကြောအစိတ်ပါဝင်ပါတယ်။ဒီအစိတ်ဟာတားကောင်ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားတာနဲ့တပြိုင်နက်အာယုံကြောစနစ်ကိုပျက်စီးစေပြီးကြွသားတွေကိုလှုပ်ရှားလို့မရအောင်ဖြစ်စေပါတယ်။တားကောင်ဟာလှုပ်ရှားလို့မရတော့ဘဲလေရှူဖို့အတွက်အသက်ရှူကြွသားတွေပါရပ်တန့်သွားတာကြောင့်အချိန်တိုအတွင်းမှာပဲအသက်သေဆုံးသွားရပါတယ်။အကယ်၍များလူကိုကိုက်မိလို့အစိတ်ကိုဆေးမကုသနိုင်ခဲ့ဘူးဆိုရင်15မိနစ်ကနေနိုင်ရင်အနည်းငယ်အတွင်းမှာပဲအသက်သေဆုံးနိုင်ခြေရှိပါတယ်။ဒီလိုမျိုးအစိတ်ဆွတ်လိုက်ပြီးတာနဲ့ Black Mamba ဟာတားကောင်ရဲ့အသက်ထွက်သွားတဲ့အထိကိုစောင့်ဆိုင်နေပြီးတော့မှတကိုယ်လုံးကိုမျိုးချလေးရှိပါတယ်။ဒါကြောင့်တောထဲမှာ Black Mamba နဲ့ထိတ်တိုက်တွေ့ပြီးဆိုတာနဲ့လက်ဦးတဲ့မုတ်ဆိုးမှသာလျင်အသက်ရှင်တာပဲဖြစ်ပါတယ်။တနေ့မှာနှွေနယ်ဆောင်နှစ်ခုလုံးမိလိုက်ပြီးကိုဝင်ဆောင်2လပဲကြာတာကြောင့်မျိုးပွားနှုံမြန်ဆန်ပြီးတစ်ချိန်ဥပေါက်ရင်လဲ10ကောင်ကနေ25ကောင်အထိကိုတိုးပွားပါတယ်။ဒါကြောင့်ဒီကောင်တွေရဲ့မျိုးပွားနှုံနဲ့လူသားတွေကိုအန္တရာယ်ပေးမှုအပေါ်သူတည်တီတွေကစိုးရိမ်နေကြပြီးတော့ဒီမွေတွေကျက်စားတဲ့အချို့တောတွေနေရာတွေကိုတွာလာဖို့ကန့်သက်ထားတယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ပရိသတ်ကြီးတို့လည်းအခုလိုတားရဲ့တိရစ္ဆာန်တွေအကြောင်းကိုထပ်ပြီးသိကျင်သေးတယ်ဆိုရင် channel လေးကို like and follow လုပ်ထားပေးကြပါအောင်နော်